ရဘလို့ဖောက်တာမကိုဒီကနေဖြဲဒီကနေမောင်လေးခဏလေးအချုံးပါရှင်းမင်္ဂလာပါဒါအလဲရွာဟုတ်တယ်နော်အလဲရွာကနေပြီးတော့အောင်မပိုင်းရဲ့ဥက္ကဆံပါတယ်ဘယ်နှလုံးမြောက်ပါခင်ဖောက်လဲဆိုတော့ဘယ်နှလုံးမြောက်ကို3လုံးရနှလုံးမြောက်လဲတော့3လုံးရအလဲရွာမှာလက်ဆိုင်ကြီးရှိတာကိုဒီလိုရောက်ချပြီးတော့လာဟဲ့လားကိုအချက်ဒီကနေဖြဲချလိုက်ဒီခောက်ကတော့ဘယ်သူတွေ့လဲကိုအဖေဒီတော့ဒီခမရခောက်ကကိုတွေ့နောက်ခောက်ကညီတွေ့ဒါကတော့အဖေတွေ့လာပြီးထောက်ဝယ်ပေးတာလေးဆိုင်အများကြီးရမှာအောင်မိုဘိုင်းကိုရွေးချယ်တာဒီသူများကြီးပြန်ပါလေဟာလည်းဟုတ်ကျေးဇူးပြီးလာပြီတဲ့အခုလိုမျိုးလေးပေါ့နော်အလေရွာကနေမှာဆိုင်တွေအများကြီးကိုကြော်ပြီးအောင်မိုဘိုင်းလိုင်ကာယာအထိတက်ခါရုံကြီးနဲ့လာရောက်ဝယ်ယူအားပေးတဲ့အကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီကိုဝယ်ယူအားပေးရတဲ့ဖုန်းလေးက Realme ရမှာဖတ်ထားတာမကြသေးတဲ့ Realme Note 60 HD ပါ Realme Note 60 HD ရဆိုလို့ရှိရင်ရေဆိုခံအကျန်းခံပြီးတော့ battery ampere ပိုင်းဆိုလို့ရှိရင်9000မှာတိုက်စီစနစ်ကိုအတူဝက18ဝက်နဲ့လာတယ်ပေါ့နော်ရောင်းပေးထားတဲ့ဈေးလေးကလည်း RAM 464ကိုမှ3,500ဝန်းကျင်နဲ့ရောင်းပေးထားတာဖြစ်တဲ့အတွက်ဘတ်ဂျက်နေနဲ့လည်းလုံးဝကို3တင်းနဲ့ဖုန်းလေးတစ်လုံးပေါ့နော်ဒီကောင်လေးကိုလည်းငယ်ရောအစ်ကြအောင်လာရောက်ဝယ်ယူအားပေးဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ဆိုင်ရလိမ့်စာလေးကတော့အောင်မိုဘိုင်းထိုင်ကြရတမပုံပါရှင်ဝယ်ယူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးတင်ပါတယ်